စားလို့လည်းကောင်းပြီးဘယ်တော့မှမယိုးတဲ့မနက်စာလေးတွေလှုပ်ရှားကြမယ်ရှင်မနက်စာဆိုရင်ဘိုက်ကြီးမဆိုတဲ့သူလေးတွေအတွက်ပါပဲအီကြာနဲ့ပဲနံပြားစားခြင်းလို့ဝယ်လာတဲ့အီကြာကွေးနဲ့နံပြားလေးကိုအစင်တင်လေးညှပ်ထားလိုက်ပါတယ်သူနဲ့တွဲစားဖို့ ready ပဲပြုတ်လေးကိုစီနဲ့စားလေးနဲ့နှဲထားလိုက်ပါတယ် ready ရဲ့အတင်စားတက်လို့စရောပဲပြုတ်ဘူးလေးနဲ့ဆိုတော့မနက်အစောကြီးထားပြီးပဲပြုတ်ဝယ်စရာမလိုတော့ပါဘူးเนาะစားချင်တဲ့အချိန်မှာအစင်တင်စားလို့ရပါတယ်ပဲလေးကလည်းအီကြာကွေးကလည်းပူပူလေးဆိုတော့အရန်စားလို့ကောင်းပါတယ်ထမင်းကြော်ဆိုရင်ပဲပြုတ်များများလေးနဲ့မှကြိုက်တာမို့လို့ပဲပြုတ်ထမင်းကြော်လေးလည်းကြော်လိုက်ပါတယ်ကျက်သွန်ပြူနဲ့ပဲပြုတ်လေးကိုစီတက်ပြီးတော့စားအချုံမုံပဲငှက်ပြားရဲ့အပြစ်လေးထည့်ပြီးကြော်လိုက်ရင်တော့အရန်စားလို့ကောင်းတဲ့ထမင်းကြော်လေးရပါပြီရှင် ready ပဲပြုတ်ဘူးလေးနဲ့ဆိုတော့ထမင်းချမ်းတွေပို့နေရင်လည်းစိတ်ပူစရာမလိုတော့ပါဘူးရွယ်ကူမြန်ဆန်နဲ့ထမင်းကြော်လေးကြော်စားလို့ရပါပြီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ရှင်